ညာလေးအရင်ကနေကြိုးစားပါတယ်ဒီနေ့ဝတ်သားဝယ်မယ်အခုဒါလည်းပြုံးကြိုက်စီများတယ်ဒါတော့မစိုးသားများတယ်ကျမကိုဖတ်နေထုတ်ပြီနော်နောက်ရက်လေဒီဘက်ဖက်ခဲ့အောင်နော်ကိုဖိုးထူဒီလောင်းသားငယ်ဖြည်းဖြည်းလားဟုတ်ပြီပိုးရည်ပြန်ထည့်နော်လိမ္မာတွေကလေးကအလူတွေမှာချက်တလို့ဝတ်သားကြီးအိုးနှံ့မှာပေါ့နော်ဝတ်သားအိုးနှံ့မယ်ဒါဆိုရင်အသားလေးတွေကိုအနေတော့တုံးမယ်ပြီးလို့ရှိရင်စက်သွန်ပြူလေးထည့်မယ်ရောင်လှအောင်လို့ကြာညိုလေးထည့်မယ်ပေါ့နော်ဒါလေးထည့်မှာပဲလေအဲ့လိုအယောင်လှမယ်အစင်းလှမယ်ပေါ့နော်စားလို့လည်းအရင်ကောင်းမယ်စားထည့်မယ်အချုံမုံထည့်မယ်အချုံမုံထည့်ပြီးဆိုလို့ရှိရင်ဝတ်သားလေးနှက်ထားရတော့မယ်နော်တခြားနယ်တွေမှာရောလေဘလို့နှက်လဲဆိုတာကိုကွန်မန့်အောင်မှာဝင်ရေးပေးခဲ့ကြအောင်နော်ချန်နယ်လေးပြအောင်လို့ပါကျေးဇူးပါညာလေးတို့အိမ်လေးကအပင်ပါပျော်ရွှင်ခြင်းတွေမျှဝေဖို့ရာလာလေပါနော်ညာလေးစီတော့လာလေပါနော်ညာ